你要了，设备呢都不能单讲好了。ဒီတစ်ပတ်က2ယောက်လုံးပြည့်ရတူတဲ့အခါကျတော့စပိန်နဲ့ပန်းချန်ရှောင်းတွေကိုစဉ်းစားတာပေါ့နော်။ဒါ2ယောက်လုံးရဲ့ဝါသနာတစ်ခုလိုဖြစ်သွားတာပေါ့နော်။ပြည့်ရဆိုရင်စပိန်နဲ့ပဲတည်သွားကြမလဲဆိုတာစဉ်းစားတာပေါ့နော်။ကျမကြီးလေးကောင်းတာပေါ့။还没有养你的啊？ညီကတော့လေနည်းနည်းလေးပူသေးတယ်6နာရီခွဲသွားတာဟာလေဆိုပါအောင်အဲ့ဒီလမ်းတွေကနေပထမဆုံးချိန်ရောက်တာပေါ့နော်ရှမ်းလဲတာရတယ်လှတယ်တစ်ပင်နေနေလေသူကလမ်းမကြီးပေါ်မှာမဟုတ်ဘဲနဲ့တီးတံပေါ့နော်စပိန်တီးတံမသိရင်တောလေးလေးကိုရောက်သွားတယ်လို့ခံစားရတယ်အမှန်ကနေတော်တော်လေးတော့နင်းရတယ်ပေါ့နော်အဲ့မှာခုလိုမျိုးပဲဒီလမ်းမှာတီးတန့်စပိန်လာစီးတဲ့သူကြီးတဲ့သူလမ်းလျှောက်တဲ့သူအားကစားလုပ်တဲ့သူအရန်များတယ်ညီမလေးလိုမျိုးပေါ့နော်ကိုရီးယားတော့စပိန်နေနေပြီဆိုတော့လေနောက်နှစ်ယောက်စလုံးကငကိုကလေးကလေအိမ်မှာငြိမ်မနေခြင်းတဲ့သူဆိုတော့လေစပိန်နဲ့ဆိုတော့ပို့ဆိုတာပေါ့ပို့သွားခြင်းနေရအောင်စစ်သွားလိုက်သူပါရောက်နေတာပေါ့နော်တော်တော်လေးတော့နှံ့ပါတယ်ဘယ်နေရာသွားခြင်းလဲဆိုသွားလိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးရန်ကောင်းတဲ့စပိန်စီရတာလေ好吧，要飞奔着，要飞。好吧，好吧。မရောက်သေးဆိုလို့ရှိရင်ဒီနေဝင်ချင်းလေးတပုံလေးပါလေးရိုက်ခဏနာပေါ့ပြီးတော့လို့ရှိရင်အဲဒီကနေမှဆက်ပြီးတော့စပိန်ပြန်နေမှာပေါ့ဒီမှာတော့ခဏလေးဗီဒီယိုတစ်ဖြတ်တစ်ကက်လေးရိုက်ပြီးတော့လို့ရှိရင်ပြန်နေမှာမယ်ဒီမှာလေညနေဆိုလို့ရှိရင်ပစ်ကလေးလာဖတ်တယ်ဒီတားစုကြီးတော်တော်လေးများတယ်ပေါ့နော်来来啦！啊，ကျွန်တော်ရေချစ်စလာဆိုတော့ဇနီးမယားယောက်ျားပေါ်မှာညူစုစိတ်ကောက်ချင်းပြီးသိရမှာဒါပေမဲ့တတလုံးချင်းအောင်ချစ်ကြီးတိတိကျကျလို့မထုံတော့နဲ့တကယ်တော့အမှရန်ဖြစ်နေရပါတော့ကျွန်မထပ်ပုံရိုက်ပြီးတာဆင်ပြေလို့ထုံးစံအတိုင်းမကြိုင်လို့စိတ်တိုင်းမကြတော့ဗီဒီယိုထဲမှာတော့ရီနေတာပေါ့နော်တကယ်တမ်းကျတော့အဲ့ဒါရန်ဖြစ်နေရပါကွယ်ဟာလေစပိန်နဲ့အလုပ်လာတော့ဟမ်အဲ့ဒါတကုတ်ရိုက်ရှင်လားအချောက်လိုက်အောင်ဆိုတော့ပြန်มาတော့မင်းည9နာရီလေးထိုးပြီးဆိုတော့အိမ်ရောက်ရင်ရေမုတ်ချိုးပြီးတော့နားပါမယ်ဆုံးဖြတ်ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်